အားလုံးပဲမင်္ဂလာပါဗျာရှင်အော်ရီဘောကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆက်လက်ပြီးတင်ဆက်ပေးမယ်ဇာတ်လမ်းလေးကတော့မောင်ရဲ့နှောင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းပိုင်းပဲဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ပေးကြပါဦးနော်အရှိန်တွေကုန်တာမြန်လိုက်တာငါလေမင်းကိုတိတ်တတိရတယ်အရန်လဲလွမ်းတယ်မင်းရဲ့စကားတန်တွေကိုလည်းလွမ်းတယ်မင်းမရှိတဲ့နေရက်တွေကိုတယောက်တည်းကုန်လို့ရတာတိတ်အထီးချဆန်းလွန်းတယ်ထိုင်ကုန်သူ့ပေါ်မှာထိုင်ရင်မျက်စိရှိမှမြင်နေရတဲ့နှစ်ယောက်အိတ်ကတင်အားဝမ်းနဲ့ရိတ်တို့လွှမ်းရှုံနေတဲ့မျက်ဝန်းများဖြင့်ကြည့်ရင်အသွေးတို့နယ်ရှက်လိုနေသောလူတစ်ယောက်မှာတော့အသိကပုံရိပ်တွေထဲမှာရုံမထွက်နိုင်သေးဟန်ပင်မင်းအခုချိန်မှာဘယ်လိုရှိနေလဲဆိုတာငါသိသိရှင်နဲ့နှောင်းတင်ခါနောက်ပြီးဘာကြောင့်ငါ့ကိုမပြောပြခဲ့ရတာလဲမင်းနာပြောပြခဲ့ငါတိရှာပေါင်းမင်းထွက်မတော်ဖို့တားဆီးခဲ့မှာအခုတော့အခုဆိုသူ့ဘဝထဲကနေနှောင်းထွက်သွားခဲ့တာ9နှစ်တောင်ကြာသွားခဲ့ပြီဖြစ်တယ်အဲ့တော့သူနှောင်းကိုမတားဆီးခဲ့မိတော့နောက်ထားရတယ်နှောင်းထွက်သွားပြီးနောက်ရမှာသူမိမိုးရိတ်စီကိုတော့တွေ့ခဲ့ပြီးလက်ထက်ကြဖို့ပြောခဲ့တယ်ဒါပေမဲ့လည်းသူ့လိုတစ်ခုလက်တယောက်ကိုမြူနိုင်မှုဆိုပြီးလမ်းခွဲသွားခဲ့တယ်နောက်မှတီးလိုက်ရတာတစ်ခုကသူတိတ်ကိုစိတ်တဘောကောင်းနူးညံ့တိတ်မွေးပြီးသူ့အရန်ချစ်တယ်လို့ထင်ခဲ့မိတဲ့သူမဟာသူ့ကိုအပြောကစားပြီးနောက်ခံစားရအောင်တမင်လုပ်ခဲ့တာလေတိတ်ကိုအချမ်းပတ်စလို့နဲ့မိမတယောက်ပဲနောက်တော့သူလည်းအဲ့လိုမိမမျိုးစိတ်ထဲရထုတ်လိုက်ပြီးမိပြဖို့တာသူမိလိုက်တယ်သူလည်းနှောင်းနဲ့အတူနေခဲ့တဲ့အိမ်မှာပဲဆက်နေခဲ့ပေမဲ့နေရာတိုင်းလောလောနှောင်းရဲ့ပုံရိပ်တွေနဲ့တာပြည့်နေပြီးသူ့အတွက်တိတ်ကိုအရေးကြီးတဲ့အရာတစ်ခုဆုံးရှုံးသွားတဲ့ခံစားချက်ကြီးဟာသူ့အနေအခက်စေသည်တနေ့သူယေရှုခနဲ့အမိုက်တွေတိမ်နေတဲ့အချိန်မတော်တဆမြင်လိုက်ရတဲ့အရာတစ်ခုကြောင့်သူ့ဘဝတစ်ခုလုံးအမှောင်ဖုံးသွားတယ်လို့ခံစားလိုက်ရတယ်သူတွေ့လိုက်ရတဲ့အရာစစ်တမ်းတစ်ခုဖြစ်နေပြီးကိုဝင်ချစ်ကြောင့်လက္ခဏာပြလို့နေဒီဖြစ်ရာဒီအိမ်မဲ့သူနဲ့နှောင်းနှစ်ယောက်တည်းတာနေတာဖြစ်ဒီကြောင့်ထို့အရာဒီနေရာသူ့ရောက်နေရှင်ဟာနှောင်းကြောင့်မှခံမှန်းမိနိုင်သေးလေနောက်ပြီးနှောင်းနဲ့သူနဲ့ဟာအတူတူနေဖို့ခဲ့ကြသည်မဟုတ်ပါလားထိုလက္ခဏာရဲ့ပိုင်ရှင်ဟာနောက်မှလွဲ၍ဤသူများဟုတ်မိမထင်ထိုကိစ္စကိုသိပြီးတဲ့ဟာနောက်နေရအနှံ့လိုက်လံရှာဖွေခဲ့တော့လေနှစ်တွေ့သာကြာသွားခဲ့သည်ချာမတွေ့သည့်အပြင်ဘာတည်အစာနာမြပင်မရရှိခဲ့ပြီးသူတိတ်မှသွားခဲ့သည်သူ့ကိုအရေးတကြီးကြီးနဲ့ချစ်ပြီးကျူးဆိုင်ပေးခဲ့တဲ့နှောင်းကိုချမြင်အောင်မကြည့်ပဲမျက်နှာနှစ်ဖက်နဲ့မင်းသမီးကောင်းဆောင်ထားတဲ့ဘလူးမရဲ့စကားတွေကိုယုံပြီးနှောင်းပေါ်အမျိုးမျိုးနှိပ်စက်ပြီးမုန်းတီးရရှာခဲ့မိတယ်သူနှောင်းပေါ်ကိုခွင့်မလို့ရနိုင်စရာကိစ္စပေါင်းများစွာကျွလွန်ပြင်းမခဲ့မိလေသည်တပ်ပြင်းဆိုင်မိရင်အတွေးစားတို့ကိုရက်လိုက်ကထိုင်နေရာမှထားလိုက်ပြီးမနှက်ပြန်အလုပ်အတွက်စီစဉ်စရာရှိသည်များကိုစီစဉ်နေလိုက်သည်ဒီညလဲသူအိပ်ပြုံးမယ်မထင်နေပါဆိုတဲ့အတိုင်းတိတ်ဆိတ်ပြီးတာယာအေးရှမ်းနေပုံမှာစိတ်ကိုကြည်လင်ကလန်းဆန်းစီလေသည်ဘော့မကြခင်ရောက်ပါတော့မယ်ကောင်းမောင်ရင်ပြောလာသည့်အတွင်ရေးမှုဖြစ်သူအောင်မင်းဦးကြောင့်ခေါင်း
သာငိမ့်လို့ပြန်ပြေးလိုက်ပြီးကားမတစ်ဆင့်မြင်နေရသည့်လေကွင်းပြင်တို့အားငဲလိုကြည့်နေလိုက်သည်မိုးစပါးတွေသာမကနှွေစပါးကိုပါစိုက်ပျိုးသည့်ဤဒေသသည်မိုးစပါးပေါ်လို့ရေသိမ်းပြီးခါစားဖြစ်ဟန်တူသည်ရေသိမ်းထားသည့်စပါးတို့မှာသိမ့်ပင်မသိမ့်စီရသေးပေတရင်ကျွယုံပေးရလေးဖြစ်သည့်နှင့်အညီအိမ်ပြန်ကမိသားစုနှင့်တွေ့ဆုံလို့တရင်ကျွအရှိန်ခါသမီးကိုပျော်ရွှင်စွာကုံဆုံးစေသည်ဖြစ်ရာအတွင်းရေမိုးဖြစ်သူအောင်မင်းဦးမှာတော့သူမိဘအိမ်သို့အလဲပြန်သည်မို့သူသည်လည်းစိတ်ပြေလက်ပြောက်လိုက်လာခဲ့ခြင်းဖြစ်ပေသည်ရောက်ပါပြီ boss ကားပေါ်ဆင်းလိုက်တော့နှစ်ထပ်ပြင်အောင်အိမ်လေးမှာအောင်မင်းဦးရဲ့နေအိမ်ဖြစ်ပုံရသည်ရှန်တဲကိုအကြီးတို့ပုံပြီးတော့တိတက်ကချွပြောဖွဲရဲ့ဖြင့်ជីခင်အော်တားတွင်လာလေကွယ်သူရှိမှဖြက်ကအောင်မင်းဦး၏မိခင်ဖြစ်ဟန်သူသောအတော်အားခေါ်ကအိမ်ထဲကိုဝင်သွားသည့်ကလေးငယ်တဦးသူလည်းကျောဝအိတ်ကိုလက်ကဆွဲပြီးကလေးနောက်မှအိမ်ထဲသို့ဝင်သွားလိုက်သည်ជីခင်ပပជីတို့တော့ဟင်းလာပြီးခိုင်းလို့ဒီကလေးနဲ့နေလဲကောင်းတာမဟုတ်ပါပဲအလောက်ရှုပ်ခံလို့ကွယ်ပပကနေကောင်းပါလေချောင်းလေးနဲ့စိုးနေုံလေးတည်းမှာဒါဆိုတားသွားတော့မယ်နော်ပပကိုချန်နဲ့ပေါင်းမင်းတွေနှုတ်ကူပေးအောင်ပါမို့ဟုတ်ပါပြီကွယ်ဖြစ်သွားတော့တာကောင်းရင်ကပြန်ပြေးရင်ချန်ထဲမှထွက်သွားသည့်ကလေးငယ်အားမျက်စိတစုံလိုက်ကြည့်နေမိသည်စကားအရာမှလိမ္မာပါနှက်ပြီးလူရည်မွန်လေးဖြစ်သည့်အပြင်ချစ်ဖို့ကောင်းလွန်းလှ၏တားတွင်ရဲ့နာမည်အပြည့်စုံဟာတင်ငိမ့်ခါတယ်လေဖခင်ဖြစ်သူနဲ့နှစ်ယောက်တည်းနေတာဖေးတစ်ခုတားတစ်ခုပေါ့ကွယ်တွင်လေးကတိတ်လိမ်မှရေးချရှိတာဖခင်ဖြစ်သူရဲ့တွင်တင်ဆောင်မလမ်းညွှန်မှုတွေကြောင့်ပဲပေါ့ကွယ်သူတို့ဒါဖာဒီပါသားပဲလားတော်မဟုတ်ဘူးကွယ်မြို့မှာပြောင်းလာကြတာလေစသဖြင့်အောင်မင်းဦး၏မိခင်ဖြစ်သူရဲ့ချင်းပြကပြောပြလာသည့်သူသားအဖရဲ့အကြောင်းဆုံးဟာတွေ့နေမိသည်မှာယခုညအိယာဝင်ရှင်အထိပင်ဖြစ်သည်သူဘာကြောင့်ရမသိသူကလေးရဲ့ဖခင်ဖြစ်သူအားအရန်တွေသိရှင်နေမိသည်နောက်ပြီးသူဆုံးတရားကိုမျောလင်းလို့နေမိသည်ဆိုတာကတော့သူသားအတိဆုံးဖြစ်ပေလိမ့်မည်ရွာလန်းလေးအတိုင်းအောင်မင်းဦးနှင့်အတူ6လူလာရင်သူသားရှင်နေသည့်နေရာသို့ရောက်သွားပြီဖြစ်သည်သူ့ကိုရွာထဲလိုက်ပြပေးမည်အောင်မင်းဦးအားမနေ့ညနေကတွေ့ခဲ့သည့်ကလေးတို့သားပါရှိရာနေအိမ်သို့လိုက်ပို့ခိုင်းခြင်းဖြစ်သည်ရှောင်းဝိုင်းလေးကအနှဲငယ်ချင်းပြီးဝါထရန်ကအိမ်လေးဖြစ်ပေသည်ခြံထဲတွင်တော့တီးပင်စားပင်တချို့အားစိတ်ထားသည်ကိုလည်းတွေ့ရ၏ဦးအောင်ကြည့်မိတော့အိမ်နောက်ဖေးမှာထွက်လာသည့်ကလေးလေးမှာသူတို့ကိုမြင်ပြီးအားတင်သွားသည်ထင်ခဏများကြောင်ကြည့်နေပြီးမှအောင်မင်းဦးကိုခေါ်လာလေသည်ပြီးနောက်သူ့ကိုအနှဲငယ်သူစံသည့်မြုပ်ဝန်းတွေနှင့်ကြည့်လိုလာသည်မို့သူစိတ်ထဲတမျိုးကြီးဖြစ်သွားရသည်မနေ့ကညနေကလည်းသူ့ကိုအဲ့လိုအကြည့်တွေနဲ့ပဲကြည့်သွားခဲ့သည်မဟုတ်ပါလားအဲ့ဒါရောက်နေရလားသားအိမ်ထဲမှာကြားလိုက်ရသည့်အတန်ကြောင့်အံ့ဩခြင်းနှင့်အတူအသက်ရှူဖို့ပင်မြေရော်လိုသွားမိသည့်အထိကြောက်ရွံ့ထွေကြီးတစ်ခုပမာတောင့်သွားရသည်အခုကြားလိုက်ရတဲ့အတန်ဟာသူနဲ့တိတ်ကိုရင်းနှီးကျွမ်းဝင်လာသည့်အတန်နှင့်တထထဲဆင်သွင်းလို့နေလေသည်မဟုတ်ဖြစ်သည် boss အိမ်ထဲဝင်ရအောင်လေခေါ်နေတယ်အောင်မင်းဦးရဲ့ခေါ်တန်ကြောင့်အတိပြန်ဝင်လာလျက်ခေါင်းညှိလိုက်ပြီးသူအရှိမအိမ်ထဲကိုဦးစွာဝင်သွားသူ၏နောက်မှလိုက်ကဝင်သွားမိတော့
သူတို့ကိုကြော်ပေးလျက်အနေထားဖြင့်တနည်းဖြာလေးကိုခင်းချင်းလွတ်နေသောယောက်ျားသူမှာကလေးငယ်လေး၏ဖခင်ဆိုသူဖြစ်မည်မြင်နေရတဲ့ကြော်ပြင်းတည်းလေးမှာရင်းနေတယောက်ထိုင်ရပါပြောရင်သူတို့ရှိရာဘက်ကိုလှည့်လာသည့်မျက်နှာတွေ့တွေ့လေးအားမြင်လိုက်ရချိန်စူအောင်သွားရသည့်ရင်ဘတ်အစုံနှင့်အတူသူတို့နှင့်အခုံမြန်လို့နေသည့်ရင်ခုန်တမ်းမှာအပြင်ထိပင်ကြားနေရသည်အောင်နောင်တင်ခသူမြင်မှုများသေးသည့်သူလေးကြောင့်ခေါ်လိုက်ရင်ခဏကိုတိတိလေးအားတင်းကျပ်စွာဖြင့်ပွေ့ပတ်လိုက်မိသည်သူဘလောက်တောင်မှဒီလူသားလေးကိုလွမ်းနေရတယ်လဲဆိုတာသူသာသိပေသည်ပိုင်းစင်ကြီးရုတ်တရက်ကြားလိုက်ရသည့်အတန်နှင့်အတူရင်းနှီးလို့နေသည့်ရွေးထွေးတဲ့ရင်ခွင်တစ်ခုထဲကြာရောက်သွားရသည်မို့လန့်သွားမိတော့လဲရင်းနှီးနေသည့်အငွေ့အသက်လေးကြောင့်မယုံကြည်နိုင်စွာဖြင့်ချစ်ရသူ၏နာမည်အားခုံပြီးတော့ဟုတ်မှန်ကြောင်းအတန်ပြူလာသည်မျက်လုံးများမိတ်ရှာလိုက်ချိန်ပါဖြင့်ထက်ကြာဆင်းလာရသည့်မျက်ရည်စက်တရှုဟာဝမ်းသာလို့ကြာသည့်မျက်ရည်လားဝမ်းနည်းလို့ကြာသည့်မျက်ရည်လားဆိုတာအမှန်ပင်မသိရှိတော့တောင်းမှမှာနော်မောင်တောင်းမှမှာမောင်ပြောလေနော်ပတ်ထားရင်ပင်တောင်းမှစကားဆိုမိတော့သူ့ကိုမောင်ဟုခေါ်လာသည်နော်သူဒီနန်းစားလေးကိုမကြားရတာဘယ်လောက်တော့မှကြားသွားခဲ့ပြီလေသူပြန်ပြောလိုက်ပေမဲ့ဘာမှမပြောရဲသူ့ကိုသာပို့သူ့လိုဖတ်တွေ့လာသည့်သူလေးကြောင့်သူတည်လဲတင်းကျပ်စွာဖြင့်တွေးပွေးထားမိသည်ဘာစကားတစ်ခုမှမဆိုပဲထို့သူအရှိအနေမျိုးဖြင့်ရှိနေကြသည်မှာအရှင်မြမြောက်ပင်ကြားသွားသည်မသိနောင်အားခေါ်လိုက်သည့်တားလေးရဲ့အတန်ကိုကြားမှသာလျှင်သူတို့နှစ်ယောက်ကိုရကြည့်နေကြသည့်တားလေးနှင့်အောင်မင်းကိုကြည့်လိုက်မိတော့သည်နော်ဒါမောင်လေးရဲ့တားလေးဟုတ်တယ်မလားယင်ကောင်းကြီးကဟုတ်မှန်ကြောင်းပြန်ဖြစ်လာသည့်နောင်ကြောင့်တားလေးကိုသူ့နာလာဖို့ခေါ်လိုက်ပြီးဖတ်ထားမိသည်တားလေးကိုဒီအရွယ်ထိတယောက်တည်းရုန်းကန်ကကျွေးမွေးပြုစုဆောင်ရှောက်လာသည့်နောင်ဘလောက်တောင်မှပင်ပန်းနေလိုက်မလဲသူ့အတော့မကြလို့သူ့မကောင်းလို့သူမလိမ္မာလို့အခုလေးတွေဖြစ်ရတာသူကြောင့်ဒါလေးဖေရဲ့ဒါလေးပပဒီဦးကဒါလေးတိတ်တွေ့ရှင်နေရဲ့ဒါလေးရဲ့ဖေပဲမျောလေးနေသည့်မြဝင်းတွေနဲ့သူ့ကိုလှည့်ကြည့်ပြီးမိလာသည့်ဒါလေးရဲ့ရင်ထဲမှာဘာတွေဖြစ်စေရှင်နေသည်ကိုသူသိသည်ဒါကြောင့်ပြောလိုက်တော့ဖခင်ဖြစ်သူဝမ်းသာအားရစွာဖြင့်ပြန်ဖတ်သွဲလိုက်သည့်ဒါလေးမှာဝမ်းသာလွန်၍ငိုလေတော့သည်ဖြစ်ရာသူဒီလဲတွတ်တူငိုကြွေးမိသည်ဒီတစ်ခါတော့သူတို့တကယ်ပဲပျော်ရွှင်နိုင်မှာမလားတောင်းမှပါတယ်မောင်မသွားတယ်နော်မောင်တော်ပြီပြောနေတော့မောင်ပြီးခဲ့တာတွေလည်းပြီးပါစေတော့ဒါလေးကိုပေါင်းမတင်ရင်သူ့လက်ကိုဆွဲကိုင်းကတောင်းမှန်စကားဆိုလာတဲ့ချီရတော့မောင်မပြောရင်ငိုလာသေးတာသူလည်းဆက်မပြောတော့ဘူးဒါစိမိတော့ကလေးငယ်တယောက်ပေါ်မှာပူတူလူငိုလာတဲ့ချီရသူကြောင့်ဘေးမှာတိုင်းကဖတ်လိုက်ပြီးရှင်ခွင်ထဲသို့ဝင်လာသည့်ကောင်းလေးအားပုတ်တက်ကမငိုတော့ဘူးချော်မြူလိုက်ရသည်အချိန်တစ်ခုထိစိတ်ကြိုက်ငိုပြီးသည့်နောက်သူရင်ခွင်ထဲမှထွက်ကနားတရှုံရှုံဖြင့်ခေါင်းထောင်လာသည့်ရှေ့ရသူမှာမျက်နှာတစ်ခုလုံးနှီးဆွေးကရစ်ထွက်လို့နေလေသည်ကြည့်ပါဦးကလေးလည်းမဟုတ်ဘဲနဲ့မောင်ရဲ့ငိုနေတော့နော်မျက်လုံးတွေနာ
ပြီးခေါင်းတွေကိုက်နေမယ်ချစ်တယ်မောင်ရဲ့နောက်မောင်ပြောတာနောက်ကျသွားမှန်းသိပါတယ်ဒါပေမဲ့မောင်တကယ်နှောင်းချစ်တာမောင်ယုံပေးပါနော်ငါမောင်အရင်ချစ်ခဲ့ရတဲ့သူပါသူ့အရှိမနှောင်းသူ့ရင်ခွင်အတွင်းရောက်အောင်ဆွဲယူလိုက်ပြီးတားလေးနဲ့အတူတိတ်ငါဖတ်တွေ့ထားလိုက်မိသည်စိတ်ရှောက်ပါနော်ဒီကနေ့ဒီချိန်ကစပြီးပိုင်စီငင်းဆိုတဲ့ကိုကနှောင်းတွင်ခါနဲ့တင်ငင်းခါဆိုတဲ့ချင်းမြတ်နိုးရတဲ့လူသားလေးနှစ်ယောက်အတွက်ပဲဖြစ်တည်ရှင်သန်သွားမှာမို့ယုံကြည်စွာနဲ့ပဲမောင်ရဲ့မေတ္တာတွေနဲ့တည်ဆောက်ထားတဲ့အချစ်အိမ်လေးထဲမှာပျော်ရွှင်သာယာငြိမ်းချမ်းစွာနဲ့ငါကိုမိဝဲလိုက်ပါတက်ကိုချင်းမြတ်နိုးရပါလေမောင်ရဲ့နောင်ဇလန်လေးကတော့ဒီမှာလည်းပြီးဆုံးသွားခဲ့ပါပြီခင်ဗျာအစားအနေအဆုံးထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဇလန်လေးမှာထပ်တွေ့ကြမယ်နော်